ဒီကောင်ကတော့နှစ်ပေါင်း25 တန်းတက်တန်းရှိပြီဖြစ်တဲ့လူသားတစ်ပိုင်းစက်ရုပ်ကြီးတစ်ခုပါကျွန်တော်တို့ရဲ့အထူးစစ်စင်ရေးအဖွဲ့ဟာရန်သူစခန်းတစ်ခုကိုတွားရောက်ထောက်လန့်နေကြတာဗျာဒါပေမဲ့မထင်မှတ်ထားပဲရုတ်တရက်ကျွန်တော်တို့အဖွဲ့ဝင်တယောက်ရေထဲကိုဆွဲချခြင်းခံလိုက်ရတယ်သူ့ကိုကယ်ဖို့အတွက်နောက်ထပ်အဖွဲ့ဝင်တယောက်ကလည်းချက်ချင်းပဲရေထဲကိုတိုင်ပင်ထိုးခုန်ဆင်းသွားခဲ့တာပေါ့အဲ့ဒီအချိန်မှာတင်ခြုံခိုတိုက်ခိုက်ဖို့စောင့်နေတဲ့ရန်သူတွေကသူတို့ရဲ့လက်နက်ကိုအားပြေသွင်းပြီးရေကန်ထဲကိုလေစာတန်းကြီးနဲ့လန့်ပစ်လိုက်ပါတော့တယ်ရေထဲရောက်နေတဲ့ကျွန်တော်တို့လူတွေလည်းလျှက်စီးလိုင်းတွေအားပြေအင်းပြင်းနဲ့တန်းထီသွားတာပေါ့ဒါပေမဲ့ကျွန်တော်တို့လည်းအခြေအနေကိုချက်ချင်းပြန်ထိန်းပြီးရန်သူဒီနေရာကိုတေးသေးချာချာသတ်မှတ်ပြီးတာနဲ့တံပြန်စစ်စင်ရေးကိုချက်ချင်းဆင်နွှဲလိုက်ကြတယ်ကျွန်တော်တို့အဖွဲ့အားဖြည့်ကူညီဖို့ရှေ့တိုးမယ်အလုံးဟောရကောင်းကင်ရန်ကနေမမြင်ရတဲ့ပြစ်မှတ်တစ်ခုကိုပြောက်ရန်သူရုတ်တရက်ပေါ်လာပြန်ရောအဲ့ဒီတင်မှာကသေးဘူးအစောပိုင်းကမပေါက်ကွဲသေးပဲကြံနေတဲ့လက်ပစ်ပုံးကလည်းဝုန်းခနဲထပ်ပေါက်ပြီးကျွန်တော်တို့ဖွဲ့ဝင်တယောက်ကိုထိခိုက်ဒဏ်ရာရသွားစေခဲ့တယ်ဒီတိုင်းဆက်သွားရင်မလွယ်တော့ဘူးဆိုတာသိလို့ရန်သူကိုပြန်တိုက်ဖို့အတွက်ကျွန်တော်တို့မှအဲ့ဒီစက်ရုပ်ကြီးကိုထုတ်သုံးယုံကလွဲလို့တခြားရွေးချယ်စရာမရှိတော့ပါဘူးစက်ရုပ်ကြီးရဲ့အစွမ်းနဲ့အခြေအနေကိုပြောင်းပြန်လည်ပြစ်နိုင်ပြီလို့ထင်လိုက်တဲ့စက္ကန့်ပိုင်းမှာတင်မမျော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုထပ်ဖြစ်လာခဲ့တဲ့ခရိုင်ယိုအေးခန့်တစ်တာထဲမှာအိပ်ပျော်နေတဲ့လူသားတစ်ပိုင်းစက်ရုပ်တစ်ကောင်ရုတ်တရက်နိုးထလာတာပြသူကနိုးနိုးချင်းမှတင်ဘေးနားကစစ်သားတစ်ယောက်ကိုတစ်ချက်တည်းနဲ့အသက်ပြောက်အောင်တက်ပစ်လိုက်ပြီးကျွန်တော်တို့ရဲ့စက်ရုပ်ကြီးစီကိုတရှိန်ထိုးပြေးဝင်တိုက်ခိုက်ပါတော့တယ်အဲ့ဒီကောင်နဲ့ရှင်လိုက်ရင်ကျွန်တော်တို့စက်ရုပ်ကြီးကဘာမှကိုမတက်နိုင်တော့ပဲလုံးဝကိုအာမတန်ပဲဖြစ်နေခဲ့တာအဲ့ဒီတတဝါကြီးကစက်ရုပ်မောင်းသူကိုတတ်ဖို့အနီးကပ်ဆုံးအခြေအနေထိရောက်သွားတဲ့အချိန်မှာပဲလုံးဝကိုမမျော်လင့်ထားတဲ့ဖြစ်ရပ်စမ်းကြီးတစ်ခုရုတ်တရက်ဖြစ်ပွားသွားပါတော့တယ်